ဂျုံလူရဲ့ခြေထောက်ကိုကင်ပြီးတော့မှကြော့ခဲ့တဲ့အေဂျင့်မောင်လက်တလောအနုပညာလောကမှာအောင်မြင်ထင်ရှားလာခဲ့တဲ့တက်တင်စာအနုပညာရှင်တူဖြစ်တဲ့အေဂျင့်မောင်ဆိုရင်သူ့ရဲ့ဆရာဖြစ်သူဂျုံလူရဲ့ခြေပွားကိုကင်ပြီးတော့မှကြော့ခဲ့တာကိုဆိုရှယ်မီဒီယာပေါ်မှာပြန့်နှံ့လျက်ရှိပါတယ်ဒီလိုမျိုးကြော့ရတာဆိုရင်သူ့ကိုလမ်းပြပြုထောင်ပေးခဲ့တဲ့ဆရာဖြစ်သူဂျုံလွင်ကိုချစ်ဖွားတိအောင်ကာရဘပြုကြော့ရခြင်းဖြစ်တယ်လို့အေဂျင့်မောင်ပြောခဲ့ပါတယ်တရုတ်ဆောင်အေဂျင့်မောင်ကသူ့ကိုအကယ်ဒမီမင်းသားတဦးဖြစ်လာအောင်လို့လက်ပြပြောထောင်ပေးခဲ့တဲ့ဆရာဖြစ်သူဂျုံလွင်ကိုကျေးဇူးတင်တဲ့အနေနဲ့ကာရဘပြုကြော့ခဲ့ကြောင်းသိခဲ့ရပါတယ်ပြီးခဲ့တဲ့ဒိန်းချူကာလမှာဆရာမများနဲ့မိဘဆွေမျိုးများကိုကြော့ကြရာနမကြီးတရုတ်ဆောင်များစွာကလည်းသူတို့ရဲ့ဆရာမများကိုတွားရောက်ပြီးတော့မှကြော့ကကျေးဇူးတည်တဲ့ကြောင့်တက်တိုက်ခဲ့ကြပါတယ်ဒီထဲမှာလည်းအေဂျင့်မောင်ကလည်းတပူတအဝင်ဖြစ်ခဲ့ပြီးတော့သူ့ရဲ့လက်ကန်ရှင်ပိတ်ကန်ရှင်ဖြစ်သူဆရာယွန်လင်ရဲ့ခြေဖမိုးကိုကန်ကကြော့ခဲ့ခြင်းဖြစ်ပါတယ်ဒီလိုမျိုးဆရာဖြစ်သူဂျွန်လင်ကိုကျေးဇူးတည်တဲ့အနေနဲ့ကာရဝပြုကြော့ခဲ့တဲ့အတွက်ဆရာဂျွန်လင်ကိုအေဂျင့်မောင်ဟာကြော့ခဲ့တဲ့ဒီလိုမျိုးပုံရိပ်တွေဟာပြိတ္တတွေကြားမှာကျူးစရာဖြစ်နေခဲ့ပါတယ်။အေဂျင့်မောင်ရဲ့ဒီလိုတူတူတက်ပြီးတော့မှယူတီလေးစားမှုရှိတဲ့အမှုပညာနယ်ပယ်ဟာဆိုရင်ပြိတ္တတွေကြားမှာပါလေးစားသူ့ယူဖွယ်ကောင်းလျက်ရှိပါတယ်။ဆရာနဲ့တပည့်စားကဒီလိုလေးစားချစ်ခင်တဲ့ဆက်ဆံရေးကိုမြင်တွေ့ရတာဟာပြိတ္တတွေအတွက်လည်းအကြီးကျယ်ကိုပေးစွမ်းနိုင်ခဲ့ပြီးအေဂျင့်မောင်ဟာလူချစ်လူခင်ပေါင်းမြတ်ရခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ဝေဖန်မှတ်ချက်ပြုကြပါတယ်ရှင်။ပရိသတ်ကြီးတို့ရောအေဂျင့်မောင်ရဲ့ယခုလိုမျိုးချစ်မိုးထီအောင်ကြော့ခဲ့တဲ့ပုံရိပ်တွေပေါ်မှာဘယ်လိုမျိုးအမြင်မျိုးဖြစ်ပေါ်လာပါသလဲရှင် comment လေးနဲ့အမြင်လေးတွေဝေးခဲ့ပြီးလို့ပြပါလိမ့်နော်။